ဆီယမရဲ့တဲ့ဆီယမအလုပ်တွေကိုအားကြရပါတယ်တဲ့ဆီယမကိုလည်းအားကြပါတယ်တဲ့အဲ့တော့ကျွန်မပြောပြချင်တာလေးကအားကြလို့ရပါတယ်เนาะဒါပေမဲ့ကျွန်မလည်းဒီလိုနေရာတစ်ခုမှာရောက်လာအောင်ဘယ်လိုစူးစမ်းခဲ့ရသလဲဆိုတာကကျမကိုယ်တိုင်ကလွယ်ပြီးဘယ်သူမှမသိပါဘူးလို့ပြောပြချင်တယ်။ဘာကြောင့်လဲဆိုတဲ့ခါကျကျမတို့ကပြောရမယ်ဆိုလို့ရှိရင်တစ်ချိန်ကဟာလာကို့မှာဘေးမှာအားကိုးရတဲ့သူရှိတယ်။အားကိုးရတဲ့သူရှိနေတဲ့အချိန်တုန်းကဆိုရင်ကျမတို့ကကို့အတွက်ကိုဆိုတာကိုမစင်စားမိကြတာကတော်တော်လေးများတယ်ပေါ့လေ။ဒါပေမဲ့လို့ကျမကတော့ငကိုတဲကဟာလာဒီတနေ့ကျရင်ဘသူပဲဖြစ်ဖြစ်သူပဲဖြစ်ဖြစ်ကိုပဲဖြစ်ဖြစ်တယောက်ကတော့ရှေ့ရနေအရင်သွားခြင်းလဲသွားနိုင်တယ်ဆိုတဲ့ဟာကိုတော့အတွေးကိုတော့ကျွန်မကတွေးထားမိလိုက်တယ်အဲ့လိုတွေးထားမိလိုက်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့အများဆုံးအဖြစ်ပြောရမယ်ဆိုရင်အမျိုးသားတွေကပို့ပြီးတော့ဒီအလုံးလုံးနေတဲ့အမျိုးသားတွေကသူတို့အတွက်ကပို့ပြီးတော့အနည်းပိုများတယ်ဒါကျွန်မပြောပြချင်တာပေါ့လေ။ဘာကြောင့်လဲဆိုတဲ့ခါကျသူတို့မှဒီဟာလာအလုပ်ရဲ့စိတ်ဖိစီးမှုရှိတယ်။ဒါတွေကိုသူတို့ကမိသားစုထဲမှာတော်ယုံ main ကလေးတွေလို့ပေါ့ဒီနေ့ဘာဖြစ်လာပြီညာဖြစ်လာပြီဆိုပြောတဲ့လူကနည်းတယ်မပြောကြဘူးကျွန်မမျိုးသားဆိုလဲမပြောဘူးသူကသူပဲတယောက်တည်းပဲဒါပေမဲ့သူ့မျက်နှာကိုအခြေအနေကဲခတ်လိုက်ရင်တော့ကိုကသဘောပေါက်တယ်အဲ့လိုမျိုးပေါ့ဆိုတော့အဲ့တဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ကျွန်မကဟာလာဒီကလေးကြောင်းတက်ပြီဆိုတဲ့အချိန်မှာတားငယ်လေးကြောင်းတက်ပြီဆိုတဲ့အချိန်မှာကျွန်မဒီပညာကိုစနစ်တကျသွားသင်မယ်ဆိုပြီးတော့သူ့ကိုကျွန်မခွင့်တောင်းတယ်တောင်းတဲ့အခါကျတော့သူကလည်းခွင့်ပြုပေးတယ်ခွင့်ပြုပေးတယ်နောက်ပြီးတော့နောက်တစ်ချက်ကလည်းဗာလဲဆိုတော့တခုပဲရှိတာသူကတနင်္ဂနွေတင်လို့မရဘူးလားဘာကြောင့်လဲဆိုတော့ဂျားရက်ကြတော့ကျမတို့ကနေမှာနေတဲ့ခါကျတော့ဒီသွားလာမှုကနည်းနည်းလေးတော့ခက်ခဲတယ်ပေါ့နော်ဆိုတော့ဒီသူတို့ရှိတဲ့လွတ်ဆောက်ထဲအောင်ဆိုတာအဲ့ဒါမျိုးလေးတွေနဲ့စီးပြီးသွားရတယ်ဆိုတော့အဲ့တော့ဒီဖွင့်တဲ့တင်တန်းတွေကလည်းဂျုံဖွင့်ရမှာပဲသူတို့ကရှိတာဆိုတော့အဲ့တော့ကျမကိစ္စမရှိဘူးရတယ်သွားမယ်ဆိုတော့မနေ့ဆိုရင်ကျမ8 day ကိုချုပ်ရမယ်လုံးရမယ်ဟာတွေဆွဲပြီးတော့တာငယ်လေးအကြောင်းပို့ပြီးတာနဲ့ကိုလည်းကိုသင်ရမယ့်သင်တန်းတွေကိုသွားရတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးကျမလုပ်ခဲ့တဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ဒီဇိုင်းမတ်လောက်လာတဲ့အချိန်ကျတော့အဲ့လိုလုံးနေနဲ့2018ကျတော့ကျမကသူ့ပြောတယ်ကျမရန်ကုန်မှာပြန်ပြီးတော့သင်တန်းဖွင့်မယ်ဘာကြောင့်လဲဆိုတော့ကိုသင်ထားတဲ့ပညာတွေလည်းတဝက်လောက်တော့ရောင်းနေပြီဒါတွေကိုပြန်ပြီးတော့သင်ပေးတဲ့လေ့ကျင့်တဲ့အနေနဲ့လုပ်မယ်ဆိုတော့အဲ့တော့သူကခွင့်ပြုပါတယ်နော်ခွင့်ပြုတယ်နောက်ဒါပေမဲ့သူကနောက်တစ်ချက်ပြောလိုက်သေးတယ်ဗမာစကားတွေပြန်သင်အောင်တဲ့ဘာကြောင့်လဲဆိုတော့ဟုတ်တော့လဲဟုတ်တယ်တချို့ဒီဆက်အသုံးနှုံးရဲ့ချုပ်လို့နဲ့ပတ်သက်တဲ့အခေါ်အဝေါ်တွေကကျမလွန်ခဲ့တဲ့ဟာလာတီးခဲ့တဲ့အချိန်ငါးနဲ့ခေါ်တဲ့အခေါ်အဝေါ်တွေနဲ့ယနေ့ update မှာဖြစ်နေတဲ့အခေါ်အဝေါ်တွေနဲ့ကတော့မတူဘူးကွဲပြားနေတယ်ဒါပေမဲ့လည်းကျမကဘာလုပ်ရလဲဆိုတော့ကျမတင်နန်းသူလေးတွေကိုမေးရတယ်တရားဘလို့ခေါ်လဲဘလို့ပြောလဲအဲ့လိုအမြဲတမ်းကျမပြန်ပြီးတော့တင်ယူရတယ်ပြောရမယ်ဆိုလို့ရှိရင်ကျမအတွက်ကလေတင်ယူတဲ့ဘဝမှာလေကျမဘာတော့မှမရှက်ဘူးအပွင့်လေးဆုံးကျမပြောပြတာဒါကျမရဲ့ဒီငကိုစိတ်မှာဟိုအဲ့ဒီအတိုင်းပဲတင်နန်းသူသေးစီကနေအဲ့လိုပြန်တင်လို့လဲကျမမှာရှက်စရာဘာမှမရှိဘူးဘာကြောင့်လဲကိုမသိတဲ့ဟာကိုမသိဘူးဆိုတာပြောင်ပြောပြီးတော့မေးတာနဲ့ဟလာမသိတဲ့ဟာကိုသိကျင်အောင်ဆောင်ပြီးလုပ်တဲ့ဟာပိုရှက်ဖို့ကောင်းတယ်ဒါကျမရဲ့ခံယူချက်ကအမြဲရှိတဲ့အတွက်ဘာတော့မှကျမကိုမသိရင်မသိဘူးပဲသူတို့ကိုတခါတည်းမေးလိုက်တယ်ဟာကိုတင်နန်းသူမဟုတ်လုံးမေးစရာမလိုဘူးတိတ်ခါကြတယ်လို့ပါဆိုတော့ကျမစီမှာဒါတွေမရှိဘူးလုံးဝဆိုတော့အဲ့လိုနဲ့ကျမလုပ်ခဲ့တဲ့အချိန်မှာတနေ့မှာဟာလာအမျိုးသားကရုတ်တရက်နှလုံးရောဂါနဲ့ဆုံးသွားတဲ့အချိန်မှာကျမရှေ့ဆက်ပြီးတော့ဘလို့သွားမလဲဆိုတဲ့ဟာကျမဘာမှမသိတော့ဘူးဆိုတော့ကလေး2ယောက်မှလည်းတားကြီးကတက္ကသိုလ်တတိယနှစ်ပဲရှိသေးတယ်တားငယ်လေးကသူက9တန်းပဲရှိသေးတယ်ဆိုတော့ဒါပေမဲ့ကျမတွေးလိုက်တဲ့အတွေးမှာဘာတွေးလိုက်လဲဆိုတော့ရှေ့ကိုဆက်သွားမလားဖမပြီးပြန်မလားဒီနှစ်ချက်ပဲရှိတယ်ဒါပေမဲ့ဟာလားကောင်းပြီအဲ့ဒီရွေးချယ်မှုမှာဘယ်ချက်ကိုရွေးမလဲရှေ့ဆက်သွားမယ်ဆိုတာကိုပဲကျမရွေးချယ်ခဲ့တယ်ဘာကြောင့်လဲဆိုတော့ကျမကလေးတွေရဲ့ပညာရေးရရှိသေးတယ်နော်သူတို့ပညာရေးလေးတွေကတဝက်တစ်ပြက်ဖြစ်နေတဲ့အတွက်ကျမရှေ့ကိုဆက်သွားမယ်ကျမတက်ကြွထားတဲ့ပညာကိုကျမဒီထက်ပို့ပြီးတိုးတက်လာအောင်ကျမလုပ်မယ်စူးစမ်းတယ်လေ့ကျင့်တယ်သင်ယူတယ်အဲ့ဒါတွေကိုကျမအကုန်လုပ်ခဲ့တယ်ပေါ့လေဆိုယနေ့ तू မရှိတော့တဲ့9နှစ်အတွင်းမှာဆိုလို့ရှိရင်ကျမဒီလိုနေရာတစ်ခုမှာကျမရက်တည်နိုင်ခဲ့တယ်ဘာကြောင့်ရက်တည်နိုင်ခဲ့လဲဆိုတဲ့အခါကျတော့तू မရှိတဲ့အချိန်မှာတားမိ3ယောက်ကတခါတည်းပြောထားပြီးသားကောင်းပြီ
အခုမမီတားကြီးတားငယ်3ယောက်ရှိတယ်နော်အဲ့တော့တို့ဒီ3ယောက်ဒီကိုယ့်ရဲ့ဘဝကိုရှေ့ဆက်ပြီးလှမ်းရမယ်ဒက်ဒီကတော့သူ့အတွက်ကသူကငြိမ်းချမ်းသွားပြီဒါပေမဲ့တို့ကရှေ့သွားဖို့အတွက်ကတို့လောက်ရမယ်အဲ့တော့ပြောပြချင်တာကဟာလား3ယောက်စလုံးမှာကိုတာဝန်ကိုသိရမယ်ဘာကြောင့်လဲတို့နောက်ကျောကိုပြန်ကြည့်ရင်တို့နောက်ကျောပဲရှိတယ်ဘယ်သူမှမရှိပါဘူးတခါတဲ့ကလေးတွေပါအပြက်အဲ့လိုပြောထားပြီးသားဘာကြောင့်အဲ့လိုပြောရတယ်လဲဆိုတော့ကိုကလည်းဟာလားဒါကိုစီးပွားရေးအဖြစ်ဇောက်ချလုံနိုင်မဲ့လုံတော့မယ်လို့ဆုံးဖြတ်ပြီးတဲ့အချိန်မှာဒီကလေးတွေဟာလားစာကြက်ပါမလားဟဲ့ဒါလုံတဲ့ဟိုဟာလုံဟဲ့ဆိုပြီးလိုက်ပြောနေဖို့အချိန်မရှိဘူးအားလုံးကကိုယ့်အသီးနဲ့ကိုယ်ပဲသွားရမှာဒါတားငယ်လေးဆိုလဲတခါတည်းအဲ့ဒီအချိန်မှာသူ9တန်းပဲရှိသေးတယ်တခါတည်းသူ့ခေါင်းထဲကိုအပြက်ပြောထားပြီးသားကိုတာဝန်ကိုယူပါသားကြီးဆိုလဲဒီတိုင်းပဲဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီ3ယောက်စလုံးကသူ့တာဝန်နဲ့သူယူလာခဲ့တဲ့အချိန်တော့ယနေ့အချိန်ကြတဲ့အခါမှာသူ့နေရာနဲ့သူ့ကိုယက်တီနေနိုင်သွားတယ်ရောက်လာတယ်ဆိုတာလေးကိုပြောပြချင်တယ်ပေါ့လေအဲ့တော့လောကမှာကျွန်မပြောပြချင်တယ်ဆိုတာကဟိုလူတယောက်ကဘာလဲဆိုတော့အမျိုးသမီးတွေမှာဆိုရင်လည်းပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကိုယ်ပိုင်အရေးချင်းတွေရှိကြတယ်ဒါပေမဲ့လို့အားကိုးရရှိတဲ့အချိန်ကျရင်ထုတ်မသုံးချင်ကြဘူးတစ်ချက်အားကိုးရလုံးဝမရှိတော့ဘူးဟာလားကိုဘဝကိုကိုယ်တိုင်လုံးဝတော့မယ်ဆိုတဲ့အချိန်ကြတော့မှဒီစောစောကအရေးချင်းတွေအကုန်ထွက်လာတာအဲ့ဒါပဲနော်ဒါကြောင့်မလို့ကျမတို့ကအလုပ်တစ်ခုကိုဟာလားအောင်မြင်လာအောင်လုပ်နိုင်တယ်မလုပ်နိုင်ဘူးဆိုတာကဘာတွေကွာခြားလဲဆိုတော့စောစောကကျမပြောသလိုပဲကို့မှာအားကိုးရလုံးဝမရှိတဲ့အချိန်ကျရင်ဒီအလုပ်ကိုဒီဇိုင်းမတ်နဲ့အောင်မြင်အောင်လုပ်တယ်ဆိုတော့လမ်းကြောင်းကိုလိုက်နိုင်တယ်ဓမ္မမဟုတ်လို့ရှိရင်ဟာလားကိုကမဆာလောင်သေးဘူးဆိုလို့ရှိရင်အီယောနဲ့ပဲလှုပ်သွားမှာပဲတကယ်ဆာလောင်လာပြီဆိုတဲ့အချိန်ကြလို့ရှိရင်အောင်မြင်မှုနေရာကိုရက်တည်နိုင်အောင်လုပ်ကြရမယ်ဆိုတာကိုယ်တိုင်ပဲသိတယ်ဆိုတော့အဲ့ဒီသဘောပဲအဲ့တော့အခုကျမအနေနဲ့ဆိုလို့ရှိရင်ဟာလားယနေ့အမျိုးသားမရှိတဲ့9နှစ်တာကာလအတွင်းမှာကျမတို့သားမိဟာလားဘလို့လုပ်ခဲ့ရတယ်ဘလို့နေခဲ့ရလဲဆိုတာကကျမတို့သားမိ3ယောက်ကလွယ်ပြီးဘယ်သူမှမသိဘူးဒါကိုကျမပြောပြချင်တာပေါ့လေအဲ့တော့နောက်တစ်ချက်ကလည်းဗာလဲဆိုတဲ့အခါကျတော့ဟာလားဒီလိုတတရားနေရာတစ်ခုမှာရက်တည်နိုင်တယ်ဆိုလို့ရှိရောက်လာတဲ့အခါကျရင်တော့ဘာဖြစ်လဲဆိုတော့မြင်တဲ့အမြင်ကतू ကဒီနေရာကိုရောက်လာပြီပဲतू ကအောင်မြင်နေပြီပဲဆိုပြီးဒီလိုပဲမြင်ကြတယ်ဒါပေမဲ့ကျမတို့မှာစတဲ့ကလှုပ်ထဲကဟာလားဆုံးရှုံးမှုတွေရှိတယ်ငွေကြေးအချိန်ရင်းနှီးမြုပ်နှံမှုအဲ့ဓာတွေအားလုံးကိုပေါင်းဆက်ပြီးကျမတို့ကလုပ်ရတာเนาะဒီကြားထဲမှာဟာလားမျက်ရည်တွေကျခဲ့ရတာတွေရှိတယ်အမျိုးစုံပဲဆိုတော့ပြောချင်တာပါလဲဆိုတော့ကိုဘဝအတွက်ကိုကိုလုံလာပြီးဆိုတဲ့အချိန်ကျရင်အဲ့ဒီအချိန်ကျရင်ကိုယ်တိုင်သိရတယ်ကိုယ်တိုင်သိရတယ်ဒီလိုသိလာလေကိုယ့်ရဲ့ဘဝကိုသိလာလေကိုဘဝကရှေ့ကိုရောက်လေပဲဆိုတာကိုကျမကလက်ခံထားတယ်အဲ့လိုလက်ခံထားတဲ့အတွက်လေယနေ့မှာဟာလားကျမလိုချင်တဲ့နေရာတစ်ခုကိုရောက်လာခဲ့တဲ့အတွက်ကျမအတွက်ကတော့အထူးဆန်းဖြစ်လားဆိုတော့အထူးဆန်းတော့ဘာမှမဖြစ်ဘူးဒါပေမဲ့ပြုံးကနေမြင်လိုက်တဲ့သူတွေအတွက်ကတော့ဟာလားဟိုအသက်လဲကြီးနေပြီအသက်60ကျော်နေပြီဒီချိန်ကျမှဟာလားဗီဒီယိုတွေရိုက်တယ်တင်နန်းတွေဖွင့်တယ်လုံနေတယ်ဆိုတဲ့ဟာတွေကိုမြင်တဲ့အခါကျတော့အားကြရတယ်ဆိုတာဒါကကျမကျေးဇူးတင်တယ်အားကြတယ်ဆိုတာကိုเนาะသို့တော်လဲအဲ့ဒီလိုအားကြတယ်လို့ပဲမိမိကိုယ်တိုင်လည်းမိမိလည်းလုံနိုင်ပါတယ်ဆိုတာလေးကိုကျမကပြောပြခြင်းတယ်ဘာကြောင့်လဲဆိုတော့ကျမတို့မှာအသက်ကြီးတာတို့အသက်ငယ်တာတို့အားဓာတွေကအရေးမကြီးဘူးအဓိကဟာလားကိုယ်တိုင်ကိုဝါသနာပါတဲ့အလုပ်တွေကိုဒီဇိုင်းမတ်နဲ့ကိုသွားနိုင်မလားလုံနိုင်မလားအဲ့ဒါအရေးကြီးတယ်နော်နောက်တစ်ချက်ကစောစောကကျမတို့ပြောသလိုပဲတကယ်လို့ကို့မှာဘေးမှာအားကိုးရရှိတယ်ဆိုလို့ရှိရင်ဒါကျမတို့ဖြစ်ချင်တဲ့ဆန္ဒကအရန်အကြီးမဟုတ်ဘူးအခုကျမတို့သားမိ3ယောက်ဆိုရင်ဘေးမှာအားကိုးရမရှိတော့ဘူးမရှိတော့တဲ့အချိန်မှာကျမတို့ကိုလမ်းကိုရှောက်ခဲ့ရတဲ့အချိန်မှာကျမလည်းဒီတနေရာကိုရက်တည်လာနိုင်တယ်ဒါကိုကျမပြောပြတာဟုတ်တယ်မလား
ဘာကြောင့်လဲဆိုတော့ကျမတို့လုံနေရတဲ့အလုပ်တွေမှာယနေ့ကဟာလားအဲ့ဒီ page ကဘယ်သူလဲအော်သူပဲလူတွေကအဲ့ဒါကိုယုံကြည်တာနော်ဟိုအား page တွေ့တာနဲ့တင်တန်းတွေကောက်တက်လိုက်မယ်တင်တန်းတွေဝယ်ယူလိုက်မယ်ဆိုတာကိုလူတွေကလောက်တာမဟုတ်ဘူးဒါကြောင့်နေ့စဉ်မှာကျမတို့ကဟာလာကျမအနေနဲ့ဆိုလို့ရှိရင်လည်းဟာလာပညာပေးဘူးတုတလေးတွေလည်းကျမပြောရတယ်သင်တန်းအနေနဲ့ပတ်သက်တာလည်းကျမပြောရတယ်ကျမလုံနေတဲ့အလုပ်တွေရဲ့သိရမယ့်အသိပညာလေးတွေကိုလည်းအမြဲတမ်းကျမမျှဝေပေးတယ်အဲ့လိုမျှဝေပေးလှုပ်လာတဲ့အခါကျတော့ဟာလာကျမကို night summit ဆိုတာဟာလာဒီအန်တီကြီးပေါ့လေဒီအန်တီကြီးပဲဆိုတာသိလာကြတယ်ပေါ့ဒါဘာလဲဆိုတဲ့အခါကျကျမတို့မှဒီလိုလှုပ်ချင်းအပြင်ရှက်စရာလှုပ်တစ်ခုမှမရှိဘူးဘာကြောင့်မရှိရတယ်လဲဆိုတဲ့အခါကျတော့မှကိုဒီရိုးတသားနဲ့ဟာလာကိုလက်ရှိလုံနေတဲ့အလုပ်တွေကဒီလိုမသွားရင်မရဘူး digital ခေတ်မှာပိုတောင်ဆိုးသေးတယ်ကျမတို့က page လေးထားလူကနောက်ကပဲနေတယ်ဆိုလို့ရှိရင်လည်းကျမတို့သွားကျင်တဲ့အလုပ်တွေကထင်သလောက်မရဘူးဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့အခုလို channel တွေရှိတဲ့အချိန်မှာကျမတို့ကပတ်စံမကုန်မဲနဲ့ကိုယ့်ကိုဗီဒီယိုလေးထောင်ရိုက်ကိုယ့်ကိုပြောဒါလေးတွေကလည်းအပြောတွေပါတွေဆိုတာလဲဆက်စချင်းမှာတော့နှခမ်းတုံပန်းတုံတော့ဖြစ်တာပေါ့ဟုတ်တယ်မလားမရဲဘူးလေဒါပေမဲ့တနေ့ပြောသွားရင်းနဲ့သူ့ဟာသူရသွားဒါကြောင့်ယနေ့ကျမတင်နန်းသူလေးတွေဆိုရင်လည်းကျမပြောတယ်ဟေး page တွေထောင်ပြီးရင်နော်ကိုတိုင်လည်းထွက်ပြောနော်ကိုထုတ်လုပ်တိုက်တဲ့ပစ္စည်းကိုကိုတိုင်ကြေညာကိုတိုင်လုံးရတယ်ဟာလာအခုချိန်မှာကောင်းတဲ့အလုပ်ကဘာလဲဆိုတော့ဟိုတုန်းကလို့ကျမတို့ဒီသွားပြီးတော့မင်းသားမင်းသမီးတွေကိုငှားစရာမလိုဘူးကျမတို့ကိုယ်တိုင်မင်းသားမင်းသမီးလုပ်ပြီးတော့ကျမတို့ကိုယ်တိုင်ကြေညာပြီးတော့ကျမတို့ရဲ့ကိုယ်တိုင်ထုတ်တဲ့ပစ္စည်းတွေကိုကိုယ်တိုင်ရောင်းလို့ရတဲ့ခေတ်ဖြစ်သွားပြီเนาะအဲ့ဒါကိုကျမပြောပြအဲ့တော့စောစောကကျမပြောသလိုပဲအားကြလို့ရပါတယ်အားကြပြီးတော့မိမိလည်းဝါသနာပါတယ်ဆိုလို့ရှိရင်လုပ်လို့ရပါတယ်မိမိကိုယ်တိုင်မှာလည်းအရေးချင်းနေရှိကြပါတယ်ဆိုတာလေးကိုပြောပြချင်တာပါနားလည်လိမ့်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်နိုင်ဆန်းမေရဲ့နီလာကွေးပါရှင်